Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဩဂုတ်လ14ရက်နေ့နေ့လယ်ပိုင်းကပအရှိအလယ်ပိုင်းမှာတနေ့တခြားပုံမစိတ်ဝင်စားစရာကောင်းလာနေတဲ့စစ်ပွဲနောက်ဆုံးရ breaking news သတင်းထူးတွေနဲ့ထူးခြားတဲ့နိုင်ငံတကာသတင်းတချို့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ယောတီဖာလို့ခေါ်ပါတယ်ဒီကနေ့ဩဂုတ်လ14ရက်နေ့နေ့လယ်ပိုင်းမှာပထမဆုံးထူးခြားတဲ့ breaking news သတင်းကတော့အခုအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ဂါဇာမှာရဲအရာရှိတအုပ်နဲ့အခြားတအုပ်တည်ဆုံးသွားပြီဆိုတဲ့သတင်းရရှိပါတယ်။ဒါကဂါဇာမှာပထမဦးစားပေးစစ်စင်ရဲ့အဖြစ်အစ္စရေးကဆက်လက်တိုက်ခိုက်နေတဲ့ဟာမြင်တွေ့ရတယ်။တစ်ဖက်မှာဒီလေဘနွန်မှာရှိတဲ့ဟစ်စဘိုလာတွေကိုလည်းတတ်နိုင်တဲ့လောက်သူတို့နီးဗျူဟာအရစစ်စင်ရဲလုပ်နေတဲ့ဟာရှိတယ်။အစ္စရေးကခါစိတ်လေးခေါင်းဆောင်ပိုင်းတွေကိုတူပြီးတူထောက်လန်းရေးနီးပညာအသုံးပြုပြီးတော့မှတိုက်ခိုက်နေတာဖြစ်တယ်။ဒါကြောင့်အခုဒီတိုက်ခိုက်မှုကိုရှုတ်ချတဲ့သူတွေရှိတယ်။ဒါပေမဲ့တိတ်မကြခင်မှာအစ္စရေးကဒီရေးအရာရှိအလောက်ကဘာလောက်တာလဲ။ဘာကြောင့်တိုက်ခိုက်ရတယ်လဲဆိုတဲ့အထောက်အထားကိုကဘာကြီးတိအောင်ချပြတော့မှာဖြစ်တယ်။ဒါကပထမဆုံးအစ္စရေးရဲ့အထူးစစ်စင်ရဲ့လှုပ်ရှားမှုအဖြစ်ရဲအရာရှိအကြီးအကဲတို့သုံးဝတီဆုံးအောင်တိုက်ခိုက်နိုင်တဲ့သတင်းဒုတိယသတင်းကတော့အင်ရမှာဖြစ်တဲ့သတင်းအင်ရမှာရှိတဲ့အင်ရအစိုးရကစက်တင်ဘာလ30ရက်နောက်ဆုံးထားပြီးတော့မှအင်ရန်ရဲ့လက်နက်ကင်တပ်ဖွဲ့ဝင်အားလုံးလက်နဲ့ရုပ်သိမ်းပါလက်နဲ့ချပါဆိုမှကြေညာလာတယ်။ဒါကအမေရိကန်ရဲ့နော်တကယ်ဒီအခြေချစကန်မှာရှိတဲ့တကယ်သူတို့ရဲ့စစ်သားတွေစက်တင်ဘာလနောက်ဆုံးထားပြီးတော့မှတဖြည်းဖြည်းဆုတ်ခွာပြီးတော့မှရုပ်သိမ်းနေတဲ့နောက်ဆုံးရက်လည်းဖြစ်တယ်။ဒါကြောင့်တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းလာတယ်။အမေရိကန်နော်စစ်စကန်ရဲ့တကယ်နော်ထိန်းချုပ်ထားတဲ့နေရာတွေမှာစစ်သားတွေအမေရိကန်စစ်သားတွေမရှိတော့တဲ့အချိန်မှာခမားတို့လည်းဒီဒေတာဒီနေရာမှာဘာမှလုပ်စရာအကြောင်းမရှိဘူးခမားတို့ဒီတိုင်းနေမယ်ဆိုရင်ကျတို့အင်ရအစိုးရကိုလုံးဝတဲ့စင်ခေါ်ပြီးတော့မှစကျင်တော်လန်နေခြင်းဖြစ်တဲ့ဆိုတဲ့ဟာကိုသူတို့အတိတ်ပဲကောက်ယူပြီးမှကြေညာတာဖြစ်နိုင်တယ်ဒါကြောင့်အင်ရလည်းပဲအနေအချင်းကျန်းလာတဲ့အနေထားမှာရှိတယ်ဒါကပူနွေးနွေးအခုကြေညာလာတဲ့သတင်းနောက်ထပ်ပူနွေးနွေးအမေရိကန်ဘက်ကဘာကြေညာတယ်လဲဆိုရင်အင်ရန်ကိုတဲ့ကာလရေရှည်အကန့်အသတ်မရှိဆက်လက်စီးပွားရေးပိတ်ဆို့တဲ့ဟာဟိုမောရှေလေးကြားကိုအခုလက်ရှိအခြေအနေအတိုင်းဆက်လက်ပိတ်ဆို့ထားတဲ့ဟာလောက်ဆောင်သွားမှာဖြစ်တယ်တဲ့အင်ရန်ကတော့လန့်သွားလောက်တယ်အခုဆိုရင်ဘာကြောင့်လဲဆိုရင်အခုအင်ရန်ဘာပြောလဲဆိုရင်ကျွန်တော်တို့ကအမေရိကန်နိုင်ငံထဲထိမတိုက်တော့ပါဘူးဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုမလုပ်တော့ပါဘူးစီးပွားရေးပိတ်ဆို့ထားတဲ့ဟာပြီးရင်ဒီနော်ဟိုမို့ရေလေကြောင်းမှာပိတ်ထားတဲ့ဟာတွေဒါတွေလုံးဝနော်ရုပ်သိမ်းပေးပါဆိုမှတောင်းဆိုနေတာတခုပြီးတခုဘလောက်တောင်းဆိုအင်ရန်ရဲ့တောင်းဆိုမှုကအရာမရောက်ဒီကြားထဲမှာအမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်အင်ရန်စိတ်ကမ်းကိုဝင်တဲ့သင်္ဘောတွေထိမှန်မှုနော်3-4စီးဆက်တိုက်ရှိလာပြီဖြစ်တယ်။အဲဒါကြောင့်ဒီ3-4စီးမကနော်ဖန်စီခံရတဲ့ဟာဟန်တာခံရတဲ့ဟာအများကြီးရှိတဲ့ကြောင့် UAE တောင်မှအချင်းချင်းနော်အင်ရန်ကဒီအမေရိကန်နဲ့ဆိုင်တဲ့ဟာတွေနောက်ပြီးတော့မှအိုမန်ကန်ယွန်တန်းမှာဖြတ်သွားဖြတ်လာလောက်တဲ့ဟာတင်ပေါ်တွေကိုပြစ်တဲ့အပေါ်မှာကောအမေရိကန်ကလည်းဒီအီရန်ရဲ့စိတ်ကမ်းကိုဝင်တဲ့တင်ပေါ်တွေကိုပြစ်တဲ့အပေါ်မှာရော UAE ကဒါမလုပ်သင့်ဘူးဆိုမှရှုတ်ချလာတဲ့အနေအထားမှာရှိတယ်ရှုတ်ချနေတယ်ဒီတင်ပေါ်တွေကိုပြစ်ခတ်ပြီးမှတားဆီးနေကြတဲ့ဟာအလောက်ကဒါနော်တော်တော်လေးတော့ကြည့်မကောင်းဘူးဆိုတဲ့အနေအထားပေါ့ပြီးတော့မှစိတ်ဝင်စားစရာနောက်ထပ်သတင်းတပုတ်အနေနဲ့အ
Israel ရဲ့စကား Israel ရဲ့ရင်တွင်းဖြစ်စကားပြောမလားဘာပြောတယ်လဲဆိုရင်ကဘာကြီးကိုမေကွန်းတစ်ခုထုတ်ချင်တယ်တဲ့အဲ့ဒီထုတ်ချင်တဲ့မေကွန်းကိုခမရတို့ဖြေကြည့်ပါတယ်လက်နဲ့ရောင်းဝယ်တဲ့ကပတကက်အတိအမှန်ပြုတ်နော်တရားမြတ်စွာလက်နဲ့ရောင်းနေတဲ့ဆိုင်တဆိုင်မှာတဲ့ဒူညင်နှစ်ယောက်လက်နဲ့လာဝယ်တယ်တဲ့ဒူညင်နှစ်ယောက်လက်နဲ့လာဝယ်တဲ့ချိန်မှာအဲ့ဒီလူညင်နှစ်ယောက်ကိုအကြောင်းတွေလိုက်မေးတယ်လိုက်စုံစမ်းနေတဲ့ပထမတစ်ယောက်ကြတော့သူ့ရဲ့မိသားစုကိုကာကွယ်ဖို့ရန်အတွက်လက်နဲ့လာဝယ်ခြင်းဖြစ်တယ်ပြီးတော့မှနော်သူ့ရဲ့နိုင်ငံတော်သူ့ရဲ့နိုင်ငံကိုလည်းကာကွယ်မယ်ဒါတရားမျှတမှုအတွက်ဆိုပြီးမှနော်လာဝယ်ဖို့သူ့ရဲ့စရိုက်ကလည်းနော်ဒီသူများကိုကျူးကျော်တိုက်ခိုက်တော့ဒီအင်းနေနာခြင်းနဲ့လုံးဝပြဿနာတက်တာတော့ဘာလို့မရှိဘူးသူကရိုးသားတယ်ဖြူစင်တယ်အဲ့ဒီမျိုးတယောက်ဝင်လာတယ်တဲ့အဲ့ဒါသူ့ရဲ့တည်အချက်လက်တွေအားလုံးမေးမှစုံစမ်းပြီးမှလက်နဲ့ရောင်းပေးဖို့လုပ်နေတယ်အဲ့ချိန်မှာလက်နဲ့ရောင်းမဲ့သူတွေဒီမှာနော်တရားဝင်လက်နဲ့ရောင်းတဲ့သူတွေအဖွဲ့အစည်းတွေကနေအားလုံးတဲ့ရောင်းပေးဖို့အစဉ်စဉ်လုပ်နေတယ်အဲ့ဒါရောင်းတင်လားမရောင်းတင်လားဆိုတဲ့ဟာလေဒီစီမီစီကန်တဲ့မှာပါတဲ့ကြောင့်နောက်တစ်ယောက်ဝင်လာတဲ့သူညီတစ်ယောက်နောက်တစ်ယောက်ကြတော့သူ့ရဲ့တငယ်ချင်းနဲ့တကက်ကျန်းတဲ့တငယ်ချင်းတွေမြောက်များစွာရှိတယ်အင်းနေနာချင်းကိုလည်းလုံးဝရန်ဖြစ်တယ်နောက်ပြီးတော့မှသူ့မိသားစုမှာရှိတဲ့သူ့ရဲ့ညီသားညီကိုမောင်မတွေကိုလည်းရေးဆက်ဆက်နော်ရိုက်နေတာတို့လုပ်တယ်24နာရီဟိုမိသားစုဟိုအင်းနေနာချင်းကိုကျွန်တော်တတ်မယ်ဟိုအင်းနေနာချင်းတေးပါစေဒီကောင်ကိုရှင်းမယ်ဆိုတဲ့သူတယောက်ပြန်ဝင်လာပြီးမှလက်နဲ့နော်လာဝေဖို့ရောက်လာတယ်အဲ့ဒီသူ့ရဲ့အကြောင်းနဲ့အားလုံးတည်င်းအချက်လက်တွေရရှိတယ်ဒါဆိုရင်ခမည်းနဲ့လက်နဲ့ရောင်းဖို့အတွက်အတိကနေရာမှာတာဝန်ရှိတဲ့သူတယောက်ဆိုရင်ဘယ်သူကိုလက်နဲ့ရောင်းမလဲမိသားစုကိုကောက်ွယ်မယ်နိုင်ငံကိုကောက်ွယ်မယ်လုံးဝတော့ညီတက်ချင်းလွတ်လပ်ရေးအတွက်ကောက်ွယ်မယ်ဆိုတဲ့သူကိုလက်နဲ့ရောင်းမှာမဟုတ်ဘူးလားဟိုအင်းနာချင်းကိုတိုက်မယ်ဟိုမှာလည်းငါတငယ်ချင်းအများရှိတဲ့ fighter တွေဟိုဖက်မှာတော့ group တွေဖွင့်ထားမှဟိုတယောက်ကိုလည်းချငါမကြည့်တဲ့ချင်းဟိုကောင်ကိုလည်းချလို့ဆိုမှလက်ပါတဲ့အများကြီးရှိတဲ့သူကိုလက်နဲ့ရောင်းမှလာတယ်သူရဲ့အိမ်မှာလည်းတည့်ရဆက်နော်ရိုက်နေပြီးတော့မှနော်တည့်ရဲ့ညီကိုမောင်မတွေကိုနှိမ့်ဆက်နေတဲ့သူကိုရောင်းမှလာရောင်းခွင့်ရှိလာတယ်အဲ့ဒါဣသရေလကဒီနော်သူကောင်းနေရကိုသူကပြောထားတယ်အထောက်ထားရတခြားဒီလူညီတယောက်ကြတော့အင်ရန်အဲ့ဒါကြောင့်အခုအင်ရန်ကနော်ဂွာတလုံးရှိရင်ဣသရေလဂွာတလုံးရှိရမယ်ဣသရေလနော်လက်နဲ့တလုံးတစ်ခုရှိရင်ဒီအင်ရန်လေးပဲနော်လက်နဲ့တစ်မျိုးအဲ့ဒီဟာပိုင်စင်ခွင့်ရတဲ့တယ်ဆိုတဲ့တရားမျှတမှုကဒူကိုကြည့်ပါတယ်ကဘာပေါ်မှာဘလောက်ထိနော်သူရဲ့လက်ပါစီနော်တကယ်တိုက်ခိုက်မဲ့အတူတွေဒီအရှိတွေပိုင်းမှာဒီလောက်တပ်ဖြတ်ထားပြီးတော့မှသူရဲ့နိုင်ငံမှာတော့မှနှစ်ပေါင်း90ပြစ်လာတော့မယ်ရဲဆက်ဆက်ဒီလောက်တိုက်ခိုက်နေတဲ့သူကိုနျူကလ িয়ার လက်နဲ့ပေးတော့မှလားမင်းတို့ပေးဖို့ရှိတာလားအစ္စရေးနဲ့ဘာကြောင့်နိုင်တာလဲဆိုတဲ့ဟာကိုမင်းကွန်းထုတ်ထားတယ်ဒါကမနေ့ကကျွန်တော်နော်ညမှာတနေ့ညလုံးဖတ်ရှုပြီးတော့မှသူတို့ရဲ့တင်ဆက်မှုကိုကြည့်ရှုထားတဲ့ဟာကိုတင်ဆက်ပေးတာဖြစ်တယ်ဣသရေလပြောတာမှန်လားမှားလားဆိုတာခမရဲ့ကျွန်တော်ရဲ့နော်အတွေ့အမြင်အပေါ်မှာအင်မတန်မှအရေးကြီးတယ်အဲကြောင့်ကဘာကြီးကိုဒီလိုမင်းကုန်းတွေမင်းနေတာဖြစ်တယ်ဒါကစိတ်ဝင်စားစရာဣသရေလရဲ့မင်းကုန်းနောက်ထပ်တည်ထူးခြားတဲ့ဟာရှိသေးတယ်အခုတူရကီမှာလေးပဲတူရကီမှာအခုသူတို့ရဲ့နော်စိတ်ကန်းတစ်ခုမှာလုံးဝနော်တင်ပေါ်တည်းလေတည်းပေါ့190နီးပါးစီးတဲ့လေတည်းမီးပေါက်ကွဲမှနော်တောက်လောင်သွားတဲ့ဟာရှိတယ်ဒါမဲ့တူရကီကပြောတာဒါကအားလုံးကိုကျွန်တော်ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့ဟာပဲပြောတယ်ဘာကြောင့်ဘလို့တိုက်ခိုက်မှုဖြစ်သွားလို့ဘလို့မျိုးအစင်သေးကြောင့်မို့တခုခုပြစ်ခံရလို့လားဘာကြောင့်လဲဆိုတဲ့ဟာကိုမဖော်ပြသေးသူတို့ဒါအားလုံးကိုကျွန်တော်ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့ဟာပြောတယ်ဒီထက်ပိုပြီးမှအမတန်စိတ်ဝင်စားစရာကောင်းတဲ့
အပိုင်းကိုတွားရအောင်အခုရုရှားနိုင်ငံရဲ့အခြေအနေကိုဘလောက်ထိဆိုးရွားနေလဲဆိုတဲ့အနေအထားကိုတင်ဆက်ထားတဲ့ဟာကိုပြန်တင်ဆက်ပေးမှာဖြစ်တယ်။တည်င်းရရှိတဲ့အနေအထားအရဆိုရင်ရုရှားနိုင်ငံနော်Novorossiysk မှာဖြစ်တဲ့အဖြစ်ပြက်ကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်။သူတို့က2017တို့2012တို့မှာနောက်ဆုံးထားပြီးတော့မှအင်မတန်ကောင်းတဲ့တင်ပေါ်မျိုးစား9စီး6စီးတင်ဆောက်ဖို့ရန်အတွက်စီမံကိန်းနဲ့လုပ်ခဲ့တာဖြစ်တဲ့ budget တစ်ခါလေးချပြီးတော့မှအဲ့ဒီထဲမှာ9စီးတင်ပေါ်ပြီးဆုံးပြီးတော့မှတော့ပြီးမြောက်သွားပြီးတော့တင်ဆောက်နိုင်ခဲ့ပြီးတော့မှလှုပ်ရှားနေတာဖြစ်တယ်အဲ့ဒီ9စီးတွေက4စီးချိမှန်သွားတာမယုံနိုင်စရာဒါကနော်ယူကရိန်းရဲ့ပြစ်ခတ်မှုကြောင့်အဲ့ဒီ9စီးတွေကနဲ့4စီးတင်ပေါ်ချိမှန်ပေါက်ကွဲသွားတဲ့အပုံမှာဒါကရုရှားနိုင်ငံရဲ့ကပ်ဘေးတစ်ခုဖြစ်သွားပြီဆိုပြီးတော့မှပေါ်ပြလာတယ်။ American dollar တစ်စီးကိုတန်း140 450 500ကြားထဲမှာရှိတယ်တဲ့ American dollar တန်းနော်450နဲ့500ဝန်းကျင်မှာနော်ရှိတဲ့တန်ကျေးရှိတဲ့တင်ပေါ်တွေဖြစ်တယ်တဲ့အဲ့ဒီတင်ပေါ်ကဒီထိပ်ပိုင်းအင်ဂျင်ပိုင်းမှာပြတ်သွားတဲ့ဟာရှိတယ်နောက်ပိုင်းလောင်နေတဲ့ဟာရှိတယ်အခုအဲ့ဒါလေးစီးလောကချိမှန်သွားတယ်ဒီလိုမျိုးချိမှန်သွားတဲ့ကြောင့်ရုရှားနိုင်ငံရဲ့အခြေအနေကကပ်ဘေးကြီးတစ်ခုလုံးဝစိုက်နေပြီဆိုတဲ့ဟာပြောနေတယ်နောက်တစ်ခုကရုရှားနိုင်ငံမှာအကြီးဆုံးဒီရေနံချက်စက်ရုံကိုယူကရိန်းရဲ့ပြစ်ခတ်မှုကြောင့်အခု6လတိတိအားဒီနော်ရေနံချက်စက်ရုံပြန်လေပြုတ်ပြင်နေရတာဖြစ်တယ်မပြီးသေးတဲ့အနေထားဘလောက်ထိနော်ရုရှားရဲ့ဆုံးရှုံးမှုရှိလေဆိုဒီမနေ့မှာပြန်ပြီးတော့မှကြားရတဲ့သတင်းကဘာလဲဆိုရင်ရုရှားရဲ့ရေနံချက်ပရိုဒါဒုဘေဒနော်စက်ရုံရေနံချက်စက်ရုံတစ်ခုဖြစ်တဲ့နော်အတူကောက်အားဖြင့် GNS ခေါ်တဲ့အဲ့ဒီစက်ရုံကဒီမနေ့မှာမီးတောင်ပေါက်ကွဲတဲ့ဟာနော်မီးတကက်ပေါက်ကွဲတဲ့ဗီဒီယိုတွေထပ်ပေါ်လာတယ်ဒါဆိုရင်ရုရှားကဘလောက်အထိမှန်နေပြီလေရုရှားရဲ့ရေဒါကဘာဖြစ်နေတာလဲဆိုရင်အီရန်ကိုပေးပို့ထားတဲ့ရေဒါလေမြင်တွင်းထဲမှာအဲ့ဒါပဲတုံးနေတယ်တဲ့ဗီနီဇွဲလားမှာနော်ကူညီပေးထားတဲ့ရောင်းပေးထားတဲ့ရေဒါနောက်ဆုံးပေါ်စနစ်ကလည်းအခုသူတို့ရုရှားနိုင်ငံမှာတုံးနေတဲ့ရေဒါဖြစ်နေတယ်တဲ့အဲ့ဒီရေဒါကအလုံးမလုံးတဲ့ကြောင့်မဟုတ်ရင်ဒီယူကရိန်းရဲ့နော် drone အစွမ်းကိုမကာကွယ်နိုင်တဲ့ကြောင့်အခုတို့ထိမှန်တာဖြစ်တယ်ထူးခြားနောက်ဒီဖြစ်ပျက်တဲ့ဖြစ်စဉ်ထဲမှာရုရှားရဲ့ပြန်လေပြစ်ခတ်မှုကြောင့်ယူကရိန်းနိုင်ငံရဲ့အဓိကဒီမြစ်ရထားတစ်စီးထိမှန်တယ်အဲ့ဒီထိမှန်တဲ့340လောက်ခရီးတွေပါလာတဲ့ရထားကြီးကိုထိပ်ပိုင်းခေါင်းပိုင်းမှာလုံးဝ drone နဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်ရုရှားရဲ့နောက်ဆုံးပေါ် drone တွေပါတယ်အများကြီးဝင်လာတဲ့ဟာအခုကဒီဂျီအားထဲမှာယူကရိန်းရဲ့နော်နောက်ဆုံးပေါ်လက်နဲ့ထုတ်ထားတဲ့နီးတွေနဲ့ပြန်လဲပြီးတော့မှဂျားဖြတ်ဟတားနိုင်တဲ့အနေအထားတွေရှိလာပြီဒါဆိုရင်ရုရှားကဘလောက်အထိဆုံးရှုံးနေပြီလဲဒီထက်ပိုနောက်ထပ် secret ဆန်တဲ့အကြောင်းအရာရုရှားရဲ့အခြေအနေကအရင်တုန်းကဒီယူကရိန်းမှာရေငုတ်တင်ပေါ်ကိုအတိကထားပြီးတော့မှဦးဆောင်နေတဲ့တပ်မှူးတယောက်ကသစ္စာဖောက်ပြီးတော့မှရုရှားစီမှာနော်ဝင်သွားတာပြောင်းသွားတာအဲ့ဒီပြောင်းသွားတဲ့သူတယောက်ကရုရှားမှာလည်းရေတပ်နဲ့ဆိုင်ပြီးတော့မှအကြီးအကဲနေရာကိုရရှိထားတယ်ရရှိထားတဲ့အဲ့ဒီတယောက်အခုဒီတင်ပေါ်တွေထဲမှာတည်ဆုံးသွားပြီဆိုတဲ့ဟာသတ်ပေါ်လာတယ်နော်သူယောဘသူနာမည်ကယောဘဟုတ်တယ်ယောဘယာဂိဆိုပြီးမှနာမည်ပေးထားတယ်အဲ့တယောက်အခုတင်ပေါ်တွေနဲ့အတူပါတော်မူသွားပြီဆိုတဲ့ဟာတွေထပ်ပေါ်လာတယ်ဒါကယူကရိန်းရဲ့လက်ချက်နော်ယူကရိန်းရဲ့လက်ချက်ကရုရှားကက
ကြီးနော်တကယ်ဆိုးရွားတဲ့အခြေအနေတစ်ခုမှာလုံးဝ down သွားပြီးမှဆိုက်ရောက်နေပြီဒီIran တဖြည်းဖြည်းကျဆင်းလာတဲ့အနေထားလေတစ်ဆက်တည်းရုရှားလည်းတဖြည်းဖြည်းတော့အတိအတာနော်ဖြည်းဖြည်းလေးကျဆင်းလာတဲ့အနေထားတွေရှိတယ်သူတို့နိုင်ငံတော့ပြန်လာကူညီနေတယ်ဆိုတဲ့အနေထားတော့ရှိပေမဲ့လောလောဆယ်တော်တဲ့အထိနာနေပြီဒါကအင်မတန်မှစိတ်ဝင်စားစရာကောင်းလာနေတဲ့ယူကရိန်းရဲ့ရုရှားရဲ့စစ်ပွဲအခြေအနေအခုလည်းရုရှားကပြန်ပစ်ခတ်သေးတယ်ခုနဦးတည်ဆုံးတဲ့ဟာတွေနော်6ဦးတည်ဆုံးတဲ့ဟာနေ့တိုင်းလိုတိုက်ခိုက်နေကြတာဖြစ်တယ်။စောင်းရတီကာလတွေကိုကြိုမှပြင်ဆင်နေကြတာဖြစ်တယ်။ဒါကြောင့်စစ်ပွဲအခြေအနေတော်တော်ဆိုးရွားတယ်။စစ်ပွဲအခြေအနေတို့ဆိုးရွားနေတဲ့အချိန်မှာတဘာဝဘေးဒဏ်ကအခုထူးထူးခြားခြားဘာတွေကြားရသေးတယ်ဆိုရင်ဂျပန်နိုင်ငံမှာကျွန်တော်တို့ဒီမှာခါတိုင်းရွာတဲ့မိုးအင်မတန်ပြင်းထန်တယ်ဆိုတဲ့မြန်မာနိုင်ငံမှာ80မိုးရနော်ရွာရင်ရွာနိုးဆိုမှနိုးထား80ဆိုတဲ့အနေထားနဲ့3ဆရွာတဲ့3ဆရွာတဲ့ဘလောက်ထိတော့သူတို့တခါမှမကြုံဘူးတဲ့မိုးရာတီရွာတဲ့အနုထားကနော်369နော်မီလီမီတာမိုးရွာ3နူထားရှိတယ်အဲ့ဒါကြောင့်တည်ဆုံးမှုတွေအခုရှိနေပြီပိတ်မိတ်နေတဲ့သူရှိနေတယ်တခါလဲတော့နိုင်ငံတော်ကကြေညာနေတယ်မိုးရွာသုံးမှုအင်မတန်ကြောက်စရာကောင်းတယ်ဒါကြောင့်တွားရလာရတဲ့နေရာအတိုင်းမှာဂရုစိုက်ကြပါခီးတွားတဲ့သူတွေတတိထားကြပါဆိုတဲ့ဟာတော့မှကြေညာနေတယ်ဒီမိုးရွာတီကုန်ခါနီးနော်အခြေအနေထဲမှာတကဘာလုံးမှာထူးထူးခြားခြားတွေမြောက်များစွာဖြစ်ပေါ်နေတာဖြစ်တယ်ဒါကကဘာကြီးကဘေးနေရာကိုဦးတည်နေတာလေကဘာကြီးကငင်းချမ်းရဲ့အတွက်ပါရမပြောနေပေမဲ့ဒူရီငင်းချမ်းရဲ့လုံးမဲ့စားတိုက်ခိုက်နေတဲ့ကြားမှာမိုးလေဝါဒတဘာဝကလည်းကျွန်တော်ကိုမငင်းချမ်းအောင်အမျိုးမျိုးလှုပ်ဆောင်နေတယ်ဒီအရာတွေကိုကာကွယ်ရမယ့်အစားအချင်းချင်းတိုက်ခိုက်မှုတွေနော်တနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်ကြတဲ့အနေအထားတွေဒီလိုရှိနေတဲ့ဟာဘာကြောင့်လဲအဖြေကတော့ကျွန်တော်တခြားနေရာတခြားတွေရဲ့နော်ဒီ IPP ဘာတဲ့ညာနဲ့ကျွန်တော်ဒီအချက်အထောက်ထားပြတာတော့မရှိဘူးတမန်ကျမ်းသာမှာတော့ရှင်မဿဲ24ထဲမှာဒီလိုဖြစ်မယ်ဆိုတဲ့ဟာကိုယေရှုခရစ်တော်ကိုယ်တိုင်ကပြောထားတယ်အဲ့ဒါကြောင့်ဒါကကျွန်တော်နင်းအထောက်အထားဆိုရင်တခြားနေရာမှာကျွန်တော်ရှာမသိလို့အထောက်အထားတခြားနေရာမှာရှာတွေ့တဲ့တကယ်ချင်းတွေနော်ဒီလိုရှိတယ်ဆိုတဲ့ဟာတွေ comment မှာရေးပေးကြပါချစ်တော်အားပေးနေကြတော့ညီကိုမောင်မတူတယောက်အားလုံးအပေါ်မှာအသက်ရှင်တော်မူသောယေရှုဖျားအားဖြင့်ကိုယ်ကစောက်ရှောက်တော်မူပါစေ okay